ကောင်လေးတယောက်ကနေထူးနိုင်လိုဘာလိုနဲ့လေပေါ်မှာပြန်ဝဲပြီးခေါင်းမိုးတစ်ခုအပေါ်မှာရက်လိုက်ကလက်အားရစုနေခဲ့ပါတယ်ဆရာကဒီမြောက်တကောင်ဘာတက်လုံနေလဲဆိုကခေါ်လိုက်တာကောင်လေးကလည်းအောက်ကိုဆင်းလာခဲ့ပါတယ်ဆရာတော်ကခီးတစ်ခုသွားရမယ်လို့ပြောတာကိုကောင်လေးကလိုက်မယ်လို့ပြောတာညှင်းလိုက်တာပေါ့ဆရာတော်ကငါမင်းကိုကောက်ရခဲ့တုန်းကလေဘင်းမှာဆွဲထားတဲ့ကြောက်ဆွဲလေးကိုတွေ့ခဲ့တာအခုကိုမိဘကိုကိုရှာဖွေလို့ပြောလိုက်ပါတယ်ကောင်လေးကလည်းမလို့ပြစ်ခဲ့တဲ့လူကိုဘာလို့ပြန်ရှာရမှာလဲလို့မေးလိုက်တာဆရာတော်ကအခက်ခဲဆိုတာရှိတယ်လို့ပြောလိုက်တာကောင်လေးကလက်ခံလိုက်ရပါတယ်ဆရာတော်ကလည်းတခြားဟာတွေဆက်မေးမှဆိုလို့လစ်ပီလေးတစ်ဖက်မှာတော့ကောင်မလေးတယောက်ကဖဲလာကြီးကားကြီးကိုမောင်းပြီးတနေရာကိုသွားနေခဲ့ပါတယ်တနေရာအရောက်မှာတော့တယောက်တည်းဘယ်သူမှမရှိတာကိုကားအင်စီဒင့်ဖြစ်နေခဲ့ပါတယ်ဆင်းကြည့်လိုက်တာငွေတကောင်ကပေါက်ထဲလိုက်ပါတော့တယ်ငွေစင်းအပေါက်ခံတယ်လို့ဖြစ်နေတဲ့ကောင်မလေးကလည်းမူးဝေလာပြီးမေ့လဲသွားခဲ့တာပေါ့ဒီအချိန်မှာကောင်လေးကလမ်းလျှောက်လာနေခဲ့တာဖဲလာရီကားကြီးကိုမြင်ပြီးဟိုကြီးတီနဲ့ပေါင်တန်တွယ်နဲ့ကောင်မလေးတယောက်လဲနေတာကိုတွေးလိုက်ရပါတယ်။ဘာလို့လဲနေတာလဲလို့တွေးနေတော့မှပဲငွေကြိုက်ခံထားရတာကိုတွေးလိုက်ရပါတယ်ပြဿနာကြီးတစ်ခုပဲအချိန်မီမလုပ်ရင်အသက်ဆုံးရှုံးရလိမ့်မယ်လို့ပြောပြီးအနှဲငယ်တွေဝေနေပေမဲ့စမ်းကြည့်လိုက်မယ်ဆိုကခြေအိတ်ကိုဆွဲဖြဲပြီးပေါင်တန်လေးပေါ်ကငွေကြိုက်တန်ရာကိုစုပ်ထုတ်ပေးနေပါတော့တယ်စုပ်ထုတ်နေတော့ကောင်မလေးကနှိုးလာခဲ့တာပေါ့သူ့အသက်ကိုကဲနေတာတောင်ဖယ်ခိုင်းနေပါသေးတယ်ဒီလိုနဲ့အစိတ်တွေအကုန်ထုတ်လို့ပြီးသွားတော့လူယုံမှာဆိုပြီးပချဖို့လုပ်တာကောင်လေးကတားလိုက်တာပေါ့တိုင်းသမားကိုဒီလိုလုပ်လို့ဘဲရမလဲကောင်လေးကကဲလဲကဲပေးရသေးတယ်သူ့ကိုလည်းလူယုံမှာလို့ပြောတော့စိတ်တူနေတာပေါ့ကောင်မလေးကကူညီခြင်းရင်199ကိုဖုံးဆက်လို့ရတာပဲလို့လုပ်နေသေးတယ်အသက်အရင်ထွက်ချင်နေတာထင်တယ်ကောင်လေးကရှင်းပြဖို့လုပ်နေတော့စိန်ခံကားတွေအများကြီးရောက်လာခဲ့ပါတယ်ကောင်မလေးငွေကြိုက်ခံထားရလို့ကောင်လေးကူညီပြီးအစိတ်ထုတ်ပေးတာကိုလူယုံမှာဆိုကအပြောခံလိုက်ရပါတယ်ကောင်လေးကရှင်းပြဖို့လုပ်နေတော့မှစိန်ခံကားတွေအများကြီးရောက်လာခဲ့ပါတယ်ကားထဲကနေချမ်းသာတဲ့အဖိုးကြီးတယောက်ထွက်လာပြီးငါမြင်းမလေးကိုဘာတွေလုပ်နေတာလဲလို့မေးလိုက်တာကောင်မလေးကဘိုးဘိုးသူသမီးကိုကိုထိလက်ရောက်လုပ်တယ်လို့တွားပြောနေတာအဖိုးကြီးကလည်းနေကင်းကြောင်တောင်ကြီးအဲ့လိုတောင်လုပ်ရဲတာလားဆိုပြီးဖမ်းချုပ်ခိုင်းလိုက်ပါတယ်ကောင်လေးကခဏနေပါအောင်ကျွန်တော်ရှင်းပြမယ်တောင်ပေါ်ကဆင်းလာတော့ငွေကြိုက်ခံရတာမြင်လို့အစိတ်ကူထုတ်ပေးခဲ့တဲ့ကဘာမှမလုပ်ခဲ့ဘူးလို့ရှင်းပြလိုက်တာအဖိုးကြီးကမြင်းမလေးကိုဟုတ်လားလို့မေးမှဟုတ်တယ်လို့ဖြေပါတယ်ဒါပေမဲ့သူကလူယုံမှလို့ပြောနေပါသေးတယ်အစိတ်မိပြီးလွတ်ထားရမှာအဖိုးကြီးကတော့နားလည်လို့တော်သေးတယ်အဖိုးကြီးကသူ့လူတွေကိုလွတ်ခိုင်းလိုက်ပြီးတောင်းပန်နေရှာတာပေါ့မှားတာကိုတောင်းပန်ရဲတာငွေရှိပြီးမမောက်မာတဲ့လူပေါ့ဗျာကောင်မလေးကထပ်ပြီးလူဆိုးကြီးနဲ့လာអော်နေတာပေါ့ပြောတာချစ်စရာလေးဗျာအဖိုးကြီးကတားလိုက်ပြီးအသက်သခင်ကျေးဇူးရှင်ကိုဒီလိုမပြောရဘူးလို့ဆုံးမလိုက်ပါတယ်ဒီလိုနဲ့အဖိုးကြီးကတူလာရှာတဲ့မတေမျိုးလူတယောက်ကိုတွေ့ဖို့ပြောနေတော့ကောင်လေးကကျွန်တော်ဆရာမရှိတော့ဘူးခီးသွားတယ်အခုချိန်ပြန်လာနိုင်တာမှမဟုတ်သေးဘူးလို့ပြောလိုက်တာအဖိုးကြီးလဲကောင်လေးကဒီဆရာသခင်ရဲ့တပည့်ဆိုတာသိသွားတာပေါ့ကောင်မလေးကလည်းဘေးကနေရှောက်ပြောနေတော့ကားထဲအရင်ဝင်ခိုင်းလိုက်ရတာပေါ့အဖိုးကြီးကလည်းဘာအစီအစဉ်ရှိလဲလို့ကောင်လေးကိုမေးလိုက်တာကောင်လေးကလည်းဘာမှမရှိဘူးလို့တန်းဖြေပါတယ်အနာဂတ်ပြောက်နေတာထင်တဲ့အဖိုးကြီးကဒါဆိုရင်သူ့မြင်းမလေးရဲ့ကိုရန်တော်လုတ်ပါလားလို့ကန့်လန့်လိုက်ပါတယ်ကောင်လေးကသူ့ကိုရန်တော်ဆိုရင်တော့မလုတ်ဘူးလို့ညင်းလိုက်ပြီးထွက်သွားဖို့အလုံးမှာအဖိုးကြီးကတလားကိုတန်းတရာပေးမယ်လို့ပြောလိုက်တော့နည်းနည်းစဉ်းစားပြီးတေးချတယ်ဆိုတလားလုံးမယ်လို့ပြောပြီးပြေးဖက်လိုက်ပါတယ်ဒီလိုနဲ့ကောင်လေးကကိုရန်တော်ဖြစ်သွားတာပေါ့တူအိမ်ပြန်နေတော့အကောင်တကောင်ကားကြီးနဲ့ရောက်ချလာပါတယ်ကောင်လေးကိုရန်တော်ဖြစ်လို့တဲ့နေ့စမှာပဲမမစီကိုအကောင်တကောင်ကားကြီးနဲ့ရောက်ချလာခဲ့ပါတယ်စောက်ရုပ်ကိုကနွားယုံနဲ့မမစီကိုတလန်းချင်းလျှောက်လာပြီးဒူးလေးထောက်ကရီးစားဖြစ်ခွင့်ပေးဖို့ပိုးပန်နေတာပေါ့မမကလည်းအာနာနာနဲ့နင့်ကိုရွေးမဲ့အစာချမီးပဲပြေးဆွဲလိုက်မယ်လို့ပြောချလိုက်ပါတယ်ဟိုကောင်ကကိုထိလက်ရောက်ပါလှုပ်လာခဲ့တဲ့အချိန်မှာတော့ကောင်လေးကကြည့်မနေနိုင်တော့ဘူးလေတားလိုက်တာပေါ့ဗျာဟိုနွားကကောင်လေးကိုမင်းကဘာကောင်လဲငါကရောဘာကောင်လဲတိလားလို့မေးလိုက်တာကောင်လေးကမင်းဟာမင်းဘာကောင်ဖြစ်ငါနဲ့ဘာဆိုင်လို့လဲဆိုကနှစ်ယောက်သားအနှဲငယ်ပုတ်တိုက်မှုဖြစ်သွားနေကြတာပေါ့ဟိုကောင်ကလက်တီးလေးကိုစုပ်ပြီးထိုးလိုက်တာကောင်လေးကတိုင်းတင်ထားတာအလကားမှမဟုတ်တာအေးဆေးလေးတားလိုက်ပြီးတွန်းလဲလိုက်တာဖင်ထိုင်လေးပါလဲသွားပါတော့တယ်မမကလည်းသဘောတွေကြားလို့ပေါ့ဗျာမမကတေချာစဉ်းစားပြီးရီးစားအတူလှုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဟိုကောင်ရန်ကလည်းလွတ်အောင်ပေါ့ကောင်လေးကလည်းကြောင်သွားပြီးဟိုနွားကလိန်နေတာမလားလို့ပြောနေတဲ့အချိန်မမကလက်လေးကိုပါတွဲပြပြီးတက်တီပြလိုက်တာပေါ့ပြီးတော့အခုကစပြီးအတူတူစားအတူတူအိတ်အတူတူနေရမှာလို့ပါပြောလိုက်တာကောင်လေးကလည်းအလိုက်တတိလေးနေပေးလိုက်ပါတယ်ကိုရန်တော်လောက်တာမမချောလေးကိုပါဖတ်လိုက်ရတာကန်ကောင်းချက်ပဲဗျာဟိုနွားလေးကလည်းညံ့နေတာမစားရတော့တင်းပြီလေးတေချာပေါက်ကလက်စားချေမယ်လို့ကျင်းဝပြီးထွက်သွားတော့တာပေါ့ညရောက်တော့ဟိုကောင်ကစစ်လိတ်လေးဖွာပြီးလူမိုက်တွေနဲ့တူကလည်းစားချေဖို့ရောက်လာခဲ့ပါတယ်ဒီကောင်ဆောက်ကျင့်ရုပ်တော့မှာခုနယ်ကတိတာနေတာဒီလိုနဲ့လူမိုက်တွေကိုအိမ်ထဲလွတ်လိုက်ပြီးသူကိုသူတော့ဟုတ်နေတာပဲမာနလေးထောင်သွားပြီးရက်နေတာပေါ့ဒီလိုနဲ့လူမိုက်တွေကကောင်လေးကိုအပြက်ရှင်းဖို့ဝင်လာချိန်မှာကောင်လေးကလည်းအာယုံရနေတော့တိနေခဲ့တာပေါ့ချက်ချင်းထားလိုက်ပါတယ်ဒီမိန်းကလေးရဲ့စနိုက်ပါစကေးကလောက်ကျန်တက်ဖြတ်မှုမှာအတော်ဆုံးဖြစ်နေတဲ့အခါဒီနွားလေးကကောင်လေးကိုအပြက်ရှင်းဖို့လူမိုက်တွေကိုတိတ်လေးလွတ်လိုက်တဲ့အိမ်ထဲကိုလူမိုက်တွေတယောက်ပြီးတယောက်ဝင်လာကြတယ်ဒါပေမဲ့ကောင်လေးကပုံမှန်လူမဟုတ်တော့အန်ရနီးလာတာကိုခံစားမိပြီးချက်ချင်းမျက်လုံးဖွင့်လိုက်တယ်လူမိုက်တွေအိမ်ထဲပြေးလာတဲ့အချိန်မှာတော့ကောင်လေးကမဆောင်တော့ပဲဟိုသွားတီသွားလုံနေတဲ့တယောက်နားကိုတိတ်လေးရောက်သွားပြီးမျက်စိတမိတ်အတွင်းတယောက်ပြီးတယောက်အကုန်လုံးကိုလဲချလိုက်တယ်လူမိုက်တွေတောင်ဘာဖြစ်သွားလဲမသိလိုက်ဘူးဒီအချိန်မှာပဲအပေါ်ထက်ကမမနိုးလာပြီးဒုတိယထက်ကိုမတက်နဲ့လို့တားလိုက်တယ်ဒါပေမဲ့ကောင်လေးကမင်းတို့ကိုကာကွယ်ဖို့ဝင်လာတဲ့လူတွေကိုပြင်းလိုက်တာချလိုက်တာလို့ပြောလိုက်တဲ့အခါမမကမယုံဘူးတခါတည်းလူလိန်လို့ပြန်ပြောလိုက်တဲ့အပြင်မှာတော့လူမိုက်တွေထွက်လာပြီးဟိုနွားလေးကလည်းသူတာဘာမှမတက်တာသူများကိုကြားဟောက်နေသေးတယ်လူမိုက်တွေကလည်းအထဲမှာမာယနာပါရမီရှင်တယောက်ရှိတယ်လို့ပြောပြီးဟိုနွားလေးကလည်းနောက်တစ်ခါတော့တကယ်လူကြီးတွေကိုခေါ်လာမယ်ဆိုပြီးပြန်ထွက်သွားကြတယ်
ဒီအချိန်မှာတော့အရာအလုံးကိုလိုဝက်ဆောင်ကြည့်နေတဲ့မိမတယောက်ရှိနေပြီးသူမကမှန်ပီလူနဲ့အိမ်ထဲကအဖြစ်အပျက်တွေကိုတိတ်တိတ်လေးကြည့်နေပါတယ်။နှစ်ချက်ကနေသူ့တထေးနဲ့လည်းဆက်သွယ်နေပြီးအမိန့်ရလာတဲ့အချိန်မှာမမကိုတိုက်ခိုက်ဖို့အိမ်ထဲကိုတိုက်ရိုက်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကအနီရနီးလာတာကိုခံစားမိသွားပြီးတိတ်တရာရဖို့တောင်ဘာလို့ဒီလောက်ခက်နေတာလဲလို့အော်ပြီးအပေါ်ထက်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲလိုဝက်အေဂျင့်မိမနဲ့ထိတ်တိုက်တွေ့သွားပြီးမိမကအစွမ်းကုန်တိုက်ခိုက်ပေမဲ့ကောင်လေးက permission ဖြစ်လို့မရှင်နိုင်ပဲတစ်ချက်တည်းနဲ့လွှတ်ပစ်ခံလိုက်ရတာပေါ့ဒီအချိန်မှာမမတို့ရောက်လာတာနဲ့မိမကအခြေအနေမကောင်းလို့ချက်ချင်းပြေးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မမကတော့မယုံသေးပဲငါဒီမှာနေတာကြပြီးမင်းလာမှာပြဿနာတွေဖြစ်တယ်လို့ပြောပြီးသူ့ကိုလူလိန်လို့ထပ်ပြောလိုက်တာပေါ့။အပြင်မှာတော့အေဂျင့်မိမကဒဏ်ရာပြင်းပြင်းနဲ့တွေးအံနေပြီးဒီအဖိုးကြီးကဘလို့လူကိုကိုရန်တော်ငှားထားတာလဲလို့စိတ်တူနေပြီးနောက်တစ်ခါပြန်လာရင်အသေးချမယ်လို့ကြိမ်ဆိုလိုက်ပါတယ်။ဒီအချိန်မှာအိမ်ထဲမှာမမနဲ့ကောင်လေးကြားအငင်းပွားမှုတွေဖြစ်နေတော့မဲ့အပြင်ဘက်မှာတော့အဲ့ဒီမိမကဆက်လိုက်ပါနဲ့ပြန်ပြီးချိန်ထားနေပါပြီ။ဒီမိမကမမကိုလောက်ကျန်တာမအောင်မြင်တာကြောင့်အဝေးကနေစလိုက်ပါနဲ့ပြစ်ဖို့ပြင်ဆင်လိုက်ပါတယ်ကောင်လေးကိုလည်းတားနိုင်ရင်တားကြည့်လို့ပါပြောလိုက်ပါသေးတယ်ဒီလိုနဲ့ချိန်ပြီးပြစ်ထည့်လိုက်တာကောင်လေးကခံစားမိပြီးနှစ်ယောက်လုံးကိုအနောက်ကနေဆွဲပြီးလုံခြုံတဲ့နေရာရောက်မှဘဲကမှန်းမသိတဲ့တလူတစ်ချောင်းနဲ့ပြန်ပစ်လိုက်တာကြီးစံကိုပါတားနိုင်ခဲ့ပြီးဟိုအေးချင်းမိမရဲ့ထိတ်ကိုပါထိသွားပြီးရှော့သွားပါတော့တယ်မမတို့ကဒါကိုမသိပဲတယောက်တစ်ချက်ပါချထည့်လိုက်တာပေါ့မကယ်ပဲထားလိုက်ရမှာဖိုးကိုပြဟောပြီးအလုတ်တန်းထုတ်ပြစ်မယ်လို့ပါပြောနေသေးတယ်ကောင်လေးကအဖိုးလုံးနိုင်ပါမလားကြည့်ကြတာပေါ့လို့ယုံကြည်မှုရှိရှိပြောလိုက်ပြီးထွက်သွားတာမမကဒေါသတွေထွက်ကြံခဲ့တာပေါ့နောက်နေ့ရောက်တော့ဖိုးစီသွားပြီးသူ့ကိုကောင်လေးကလိမ်ပိုင်းဆိုင်ရာစော်ကားတယ်ဆိုပြီးသွားတိုင်တာဖိုးကြီးကဘာပြောမယုံဘူးကောင်လေးကဒီလိုလူမဟုတ်ဘူးလို့ယုံကြည်နေတာပေါ့မမကလည်းသူ့ကိုကြမယုံလို့စူပုတ်ပြီးအပေါ်တက်သွားခဲ့ပါတယ်ဒီအချိန်မှာကောင်လေးရောက်လာခဲ့ပါပြီအဖိုးကြီးကလည်းတေချာကြိုဆိုပြီးညကောင်းကောင်းအိပ်ပျော်ရလာလို့မေးလိုက်ပါတယ်ကောင်လေးကလည်းညတုန်းကအဖွဲနှစ်ဖွဲအဖိုးရဲ့မြင်းမလေးကိုလှုပ်ကြံမှုရောက်လာတယ်လို့ပြောပြလိုက်တာပေါ့တစ်ဖွဲကနှုတ်ပေမဲ့နောက်တစ်ယောက်ကထိတ်တန့်အဆင့်မှာရှိတယ်လို့ပြောလိုက်ပြီးပုံနေတဲ့ဒီနေရာကိုပါပြောပြလိုက်ပါတယ်အဖိုးကြီးကလည်းချက်ချင်းသွားစစ်ဆေးခိုင်းလိုက်တာပေါ့အဖိုးကြီးကကျေးဇူးတင်ကြောင်းပြောတော့ပတ်စံရမယ်ဆိုဒီတလအတွင်းမမရဲ့လုံခြုံရေးကိုအပြည့်အဝတာဝန်ယူမယ်လို့ပါအမခံလိုက်ပါတယ်စစ်ဆေးလာတာမှန်ပြီလူနဲ့အချိန်ကြာစောင့်ကြည့်ထားတာကိုတိလိုက်တာပေါ့အလောင်းကမရှိတော့ကောင်လေးကကြံရပါတယောက်လာရှင်းသွားတယ်လို့တန်တရားဖြစ်နေပါတော့တယ်အဖိုးကြီးကသူ့မြင်းမလေးကိုခေါ်လိုက်တဲ့အချိန်မှာတော့မမကအလုတ်ထုတ်လိုက်ပြီးထင်နေတာအဖိုးကလာစာပါပို့ပေးလိုက်တယ်ဆိုတာတိလိုက်ရတာစိတ်ဆိုးသွားတာပေါ့ချစ်စရာလေးပြနောက်နေ့ရောက်တော့ကုမ္ပဏီတစ်ခုကိုသွားတာကောင်လေးကိုအဆောင်တွေကဝိုင်းထားလိုက်ကြပါတယ်ဒီသူထေးသားကမင်းတို့လိုပဲမမိနိုင်တဲ့ပန်းကိုမှလမ်းခုချင်တော့တိုင်းသမားတိတာခံရတာပေါ့ကိုရန်တော်လေးကမမရဲ့ကုပ္ပဏီကိုလိုက်သွားခဲ့တဲ့အချိန်မှာတော့လုံခြုံရေးတွေကတားထားလိုက်ကြပါတယ်ကောင်လေးကိုဘသူကအလုတ်ခံထားတယ်ဆိုတာမသိဘဲနဲ့ပေါ့ကောင်လေးကလည်းမင်းတို့တတိယကိုရန်တော်လို့ပြောပြနေပေမဲ့လှောင်ရည်ပြီးအိမ်မက်မနေနဲ့လို့ပြောခံလိုက်ရပါတယ်ကောင်လေးကအတင်းဝင်မလို့လုံနေတာကြောင့်လုံခြုံရေးတွေကလူရင်အားသုံးပြီးဖြည့်ရှင်းဖို့လုပ်နေတော့မှပဲမမရဲ့တငယ်ချင်းရောက်လာပြီးတားလိုက်ပါတယ်ဒီလိုနဲ့မမရဲ့ရုံးခန်းကိုရောက်တော့ဟိုကိုင်ဒီကိုင်နဲ့ဆိတ်ရှုပ်စရာကောင်းနေတော့မမကနားအေးအောင်လုံချတုံရေးအဖွဲ့တဲကိုလာစာရော2000နဲ့ထည့်ပေးမယ်ပြောတာညင်းလိုက်ပြီးမမကဒေါသထွက်ပြီးရှင်ဘလောက်လိုလဲလို့မေးလိုက်တာတန်းတရာပြောတော့မမကလည်းနာအေးချင်လို့လက်ခံလိုက်ပါတယ်ဒီလိုနဲ့လုံခြုံရေးအဖွဲ့စီကိုမမရဲ့တငယ်ချင်းကလိုက်ပို့ပေးပြီးဟိုရောက်တော့ဟိုငနေလေးတွေကသူတို့တလကိုရွန်း1000ရတယ်1200ရတယ်လို့ကြွားနေတာကောင်လေးကတလကိုတန်းတရာရတယ်လို့မမကပြောလိုက်မှအကုန်အံ့ဩတာကြီးဖြစ်သွားပါတယ်ဒီအချိန်မှာလုံခြုံရေးကောင်းဆောင်စီကိုဖုန်းတခုံးဝင်လာခဲ့ပါတယ်ဂူမီသားစုရဲ့သူထင်းငယ်လေးကလူအုပ်တအုပ်နဲ့အတင်းဝင်ရောက်လာတယ်လို့သတင်းလမ်းပေးပါတယ်ဘာကောင်များလဲလို့နှစ်1000နွားကြီးပဲလူမိုက်အုပ်ကြီးကိုခေါ်ပြီးအထက်ရောက်တော့ငါ့ကိုဘသူတားရဲမလဲငါရအောင်ဝင်ပြမယ်လို့အားချောင်းနေခဲ့ပါတယ်မမကထွက်သွားခိုင်းနေတာတော့မထွက်သွားပဲသူ့လူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်လုံခြုံရေးတွေကလည်းဝင်ချပေမဲ့သူတို့ပဲပြန်တီးခံလိုက်ရတာပေါ့မမတို့ကလည်းမလုံခြုံတော့ဘူးထင်ပြီးကြောက်နေတဲ့အချိန်မှာကောင်းလေးကထွက်လာပြီးခက်မိုက်မိုက်နဲ့လူမိုက်တွေအကုန်လုံးကိုစိန်ခေါ်လိုက်ပါတယ်မမတို့ကလည်းသူသားအရှိမရက်လိုက်ရင်လုံခြုံတယ်လို့ခံစားရတယ်လို့ပြောပြီးပြုံးပြီးနေတာပေါ့ကောင်လေးကတော့စတီးပြီဗျာဒီကောင်လေးရဲ့တိုင်းပညာက10ယောက်တယောက်လဲထမင်းစားရည်တောက်ပဲချွေးတောင်မထွက်ဘူးဒီမျိုးတွေကချမ်းသာတဲ့စံကုန်မြေလေးတထေးသားကမမရဲ့ကုပ္ပဏီကိုလူအုပ်ကြီးနဲ့ရောက်ချလာပါတယ်အဝင်ပေါက်ကိုရောက်တော့ငါကဒီနယ်ရဲ့တထေးသားငါကိုပါကောင်တားရဲလဲလို့အားချောင်းနေတာပေါ့ဒီအချိန်မှာမရောက်လာပြီးထွက်သွားခိုင်းနေတာဟိုကောင်ကမထွက်သွားပဲမင်းငါကိုပြန်ကြရမယ်ဆိုကလူမိုက်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်လုံခြုံရေးတွေကအရင်ဝင်ချပေမဲ့မနိုင်ပဲပြန်တီးခံလိုက်ရတာပေါ့လူမိုက်ကောင်တွေကသူတို့ကိုနိုင်မဲ့လူမရှိတဲ့အထာနဲ့လုံနေတော့မမတို့ကလည်းကြောက်နေပြီပေါ့ဒီအချိန်မှာကောင်လေးကရှေ့ကိုခတ်မိုက်ထွက်လာပြီးလူမိုက်တွေကိုစိန်ခေါ်လိုက်ပါတယ်မမတို့ကလည်းသူအရှိမရက်နေရင်လုံခြုံတယ်လို့ခံစားရတယ်လို့နှစ်ယောက်သားပြောနေတာပေါ့လူမိုက်တွေကလည်းဝင်ချတာကောင်လေးကရှောင်းလိုက်ပြီးလှလှပပပြန်တီးထည့်လိုက်တာဟိုကောင်ကျွန်းတွေပါပစ်ကုန်ပြီလေပြီးတာနဲ့အတန်ထက်မြန်တဲ့အမြန်နှုံးနဲ့တကောင်ချင်းဘိုက်ကိုထိုးမျက်ခွက်ကိုထိုးဘောကိုချနဲ့လိုက်တီးလိုက်တာအကုန်လုံးဘာလဲတောင်မသိပဲမှောက်ကုန်ကြတော့တာပေါ့ဟိုကောင်ကလည်းကြောက်မမတွေကလည်းကြွေမိုက်လိုက်တာဗျာကောင်လေးကရှေ့ကိုတိုးသွားပြီးကြံနေတဲ့ဒီလူငနွားလေးကိုမျက်ခွက်ကိုအားရပါရထိုးထည့်လိုက်တာဟိုကောင်သွေးတွေပါအံကုန်ပြီလေဟိုကောင်ကဒီလောက်ဖြစ်နေတာတော့လေကမကြသေးဘူးကောင်လေးကလည်းအားချောင်းရကောင်းလားဆိုကပြေးထူလိုက်တာဟိုကောင်အန်ဖက်ပါဆုပ်ကုန်ပြီလေဒီအချိန်မှာလူမိုက်လေးတွေကထားလာပြီးသူတို့တထေးကိုထူပြီးပြစ်ကျွတ်အောင်ပြေးကြတော့တယ်မမကလည်းဒီကောင်ကိုရိုက်လိုက်တာကူမီသားစုကငြိမ်နေမှမဟုတ်ဘူးလို့ပြောတော့ကောင်လေးကမင်းငါကိုစိတ်ပူနေတာလားလို့မေးလိုက်တာ
မမကရှက်သွားတာပေါ့ဗျာကောင်လေးကကောင်းပါနေတော့မမလဲစိတ်ဆိုးပြီးလေမမကကြည်ရင်နဲ့ချစ်စရာကောင်းလာရောဗျာနောက်နေ့ရောက်တော့မမကကုပဏီအတွက်တထေးတယောက်နဲ့တွေ့ဖို့ရှိတာကြောင့်တွားဖို့လုံနေတော့ကောင်လေးကတူပါလိုက်မယ်လို့ပြောတာမမကလည်းညင်းလို့မရတဲ့အဆုံးခေါ်လာခဲ့လိုက်ရပါတယ်မမကအထဲကိုတော့ဝင်မလိုက်ခိုင်းပဲနှစ်ယောက်ထဲဝင်သွားကြပါတယ်တွေ့ရမယ်အဖိုးကြီးကနှာကူအကြီးစားဖြစ်နေတာကိုမသိဘဲနဲ့ပေါ့